လို့တဲ့အဲ့လိုခဏဝင်လို့တဲ့ဆောကားလာလားမင်းကိုသူငါနဲ့ငါပြောဆောကားလာမင်းဘာလို့ဘာတော့ပြရလို့ငါမင်းလားတော့စတိခေစတိရပါစတိရအဲ့ဒါကပြောတော့မင်းဘယ်တော့မှတော့အplanရှိတယ်ဟဲ့သာမဏေမဟုတ်ဘူးမရောက်လည်းတော့မကြောက်လို့ငါတို့နားနေတာအေးပါငါကြောက်တယ်ပြောမိမိငါတို့ဘာတော့ပြရလို့ငါမေးတာရှင်းလေသူကြီးကလီးတယ်လီးထိုးရတယ်မရောက်လည်းပိုးပြီးတော့ဖင်လုံးနိုင်မယ်လို့အရာလူကြီးကိုမြန်မာဒေါ်လာရင်းနယ်မြေတွေမှာစစ်ရေးအရလွတ်မြောက်လာတာတွေရှိလာပေမဲ့အာဏာနဲ့အခွန်ကောက်ခံမှုဆိုင်ရာပြဿနာတွေကတော့ပေါ်ပေါက်လာဆဲပါဒီကနေ့မှာတော့စကိုင်းတိုင်းရင်းမာပင်ခရိုင်ပလဲမြို့နယ်က NUG လက်အောက်ခံစစ်ဆေးရေးဂိတ်တစ်ခုမှာဖြစ်ပွားခဲ့တဲ့ရုပ်ရင်းဆန်ခတ်အဖြစ်အပျက်တစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘိုးနဂါရဲ့မဟာမိတ် PDF ခေါင်းဆောင်တဦးသူ့ဘရာဇာဟာစစ်ဆေးရေးဂိတ်တာဝန်ရှိသူတွေနဲ့စီပေါက်စာကားဆရာကိုဝင်ရောက်ဆွတ်ဖက်ကပြဿနာရှာခဲ့ပြီးမင်ကားကိုမိုင်းခွဲပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်ဒါအပြင်သူတို့ဟာလွတ်မြောက်နယ်မြေဖော်ဆောင်ခဲ့သူတွေဖြစ်ကြောင်းပြောဆိုက NUG အစိုးရကိုပါတော်လှန်ရေးခေါင်းစဉ်တက်ပြီးအခွန်ကောက်စားနေသူတွေအဖြစ်ဆဲဆိုချိန်မောင်းခဲ့ပါတယ်ဒီလိုဒေတာတွင်တော်လှန်ရေးအင်အားစုတွေကြားမှာတင်စီကံနဲ့အာဏာခံဘလောက်အထိရှုပ်ထွေးနေတယ်လဲဆိုတာဒီရုပ်တံဖိုင်ကနေဖော်ပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့မေးရဖြစ်တာဘာလို့ပြဘုန်းကြီးဒီနေ့ပြေးမပြေနေကမောင်းလိုက်ကိုမရဘူးနေကငါခုမိုက်ခွက်ပြင်ပါဟမ်နေကငါမိုက်ခွက်မှာဘာတွေ့ပြရဟုတ်ခဏလေးဟုတ်ခဏဝင်လို့တဲ့အဲ့လိုခဏဝင်လို့တဲ့ဆောကားလာလားမင်းကိုသူငါနဲ့ငါပြောဆောကားလာမင်းဘာလို့ဘာတော့ပြရလို့ငါမေးတာတော့စတိခေစတိရပါစတိရအဲ့ဒါကပြောတော့မင်းဘယ်တော့မှတော့အplanရှိတယ်ဟဲ့သာမဏေမဟုတ်ဘူးမရောက်လည်းတော့မကြောက်လို့ငါတို့နားနေတာအေးပါငါကြောက်တယ်ပြောမိမိငါတို့ဘာတော့ပြရလို့ငါမေးတာရှင်းလေမေးပါမယ်ဘာတော့ပြရအောင်မှားတယ်ကြီးဘာတော့ပြရတော့လို့ဒီခိတ်ကဟမ်အလူပဲမင်းကစင်လာရှိလို့လူပါလားပြောတော့ကောင်းလားမင်းကစင်လာရှိလို့မင်းကစင်လာရှိမင်းမမေဘောင်စားတိုင်းအားပါလို့ကထက်ခါတော့ပါနော်မင်းတို့စီကားတွေတော့ရဲ့ဒီလားဖျက်ရကုန်မရှိရှင်းလားသူ့ဘာလားဟဲ့ဘယ်တော့ဒီလားမင်းကလွတ်လောက်အောင်လုပ်တာလားနော်ဟဲ့အလူကြီးဆိုးရအောင်လည်းငါစောနေမကြည့်ဘူးရှင်းလားအဲ့ဒါပြည်သူလွတ်မြောက်လမ်းကြောင်းလမ်းကြောင်းမဟုတ်ဘူးကွာရှင်းလားမင်းတို့ချီပွားရေးဓမ္မတွေလက်ကမောင်းတောက်ငါလုပ်ပေးထားတဲ့လမ်းမဟုတ်ဒီလမ်းရှင်းလားနော်မင်းတို့ပေးတဲ့အလူငွေငါတို့ပြည်သူမလွတ်မြောက်ဘူးကွာရှင်းလားမင်းတို့ပေးတဲ့အလူငွေငါတို့ပြည်သူမလွတ်မြောက်ဘူးအစိပ်ပင်ရေလုံးနေတာဆရာငါပြောမယ်ဒီအတောင်းကငါပြောတာဘာကြောင့်ယူအောင်ဒီပစ္စာမသိဘူးငါပြောမယ်အထက်ကမင်းလုံးခိုင်းမင်းလုံးမလားငါတို့ကတောက်ခိုင်းလို့လေငါတို့ကလည်းတောက်ခိုင်းတာမင်းကိုလုံးခိုင်းလုံးမလားငါမင်းရရှင်းလေဆရာမင်းငါပြောမယ်မင်းတော်လိုင်းကိုချော်လဲအောင်တိုင်းလုံးချင်လို့မင်းတော်လိုင်းလည်းဝင်လာငါလုံးမအဓိကရဲ့တာမညာလည်းမခွဲရတာဘူးငါလုံးလားတော်လိုင်းချော်လဲတော့လာမလို့နဲ့မျက်စိတော်ကြည့်နေတာငါလုံးမမေလို့တယ်မင်းတို့တော်လိုင်းလုံးလားမင်းတို့တည်းမှာခေါင်းစဉ်တက်လာတာခဏလူတာကခဏတော်နဲ့ခဏလူတာဟုတ်ပြီခဏတော်နဲ့ခဏလူရဲ့ဘောင်သားကြီးလူတော့ပါကျွန်တော်မပြောလို့အခုကောတာပုံစံပို့တယ်ဘယ်မေလုံးမှကျွန်တော်ထောက်ဖို့မတိုင်အဲ့အလူကြီးဆိုရဘယ်မေလုံးမှသူ့ဟာတော့ထောက်ဖို့မတိုင်ရှင်းလားကြာကိုတော့ခဏခက်ခဲပြင်ပြောလိုက်ဟယ်လိုနော်ပြည်သူတွေကပြည်သူရှိတယ်ငွေကြေးမလို့ရှင်းလေးကြားတယ်ငါလုံးမှတော်လိုင်းကောင်းစင်သားတယ်ဘုံပေါက်တာတယ်လုံးမမေလို့တွေဟုတ်ဘူးတော့ချက်လည်းမရှိသူ့ဘာသာတဲ့လုံးမညကြီးလို့မင်းအဲ့ဒီကမရှိပါဘူးလုံးမတော်တော်ကြီးကောင်းချင်တယ်အခွင့်ပေါက်ချတယ်ငါလုံးလားမရှိဘူးလားပြည်သူကျွေးတဲ့တပည့်စားတယ်ပြည်သူလူငွေနဲ့ကနက်ကင်တယ်ပြည်သူနာကျင့်တယ်ပြည်သူဘောကချက်ကြီးကောက်တယ်လီးလုံးမြောက်တယ်လီးအနူးကြီးတဲ့အနူးကြီးလီးတယ်အနူးကြီးကလီးထိုးရတယ်မရောက်နဲ့ပိုးပြီးတော့ဖင်လုံးနိုင်မယ်လို့အနူးကြီးကိုဘိုးမရည်ရွယ်ချက်တစ်ခုတည်းနဲ့တော်လှန်နေကြတဲ့ PDF အဖွဲ့အစည်းတွေနဲ့ NUG အစိုးရလက်အောက်ခံအုပ်ချုပ်ရေးရန်ရာတွေကြားမှာစစ်ဆေးရေးကိច្ចကောက်ခံမှုလိုကိစ္စလေးတွေကပဲမလိုလားအပ်တဲ့ပဋိပက္ခတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ PDF ခေါင်းဆောင်တဦးက
UNG အစိုးရကိုပင်ပြင်းပြင်းထန်ထန်ဆဲဆိုခဲ့တဲ့အဖြစ်ပြက်ဟာတော်လှန်ရေးအင်အားစုတွေကြားညှိနှိုင်းဆောင်ရွက်မှုနဲ့စီကံထိန်းသိမ်းမှုကဏ္ဍမှာလိုအပ်ချက်များစွာရှိနေသေးတယ်ဆိုတာကိုပြသနေပါတယ်။လွတ်မြောက်နယ်မြေများမှာအုပ်ချုပ်ရေးရန်ရာများခိုင်မာလာစေရေးအတွက်ဒီလိုအခြေတင်ဖြစ်ပွားမှုတွေကနေသင်ခန်းစာယူစရာများစွာရှိနေတယ်ဆိုတာတင်ပြရင်ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။